မင်္ဂလာပါဒီပရီလမ်းမှာတူတူတွေ့လို့ရှောက်ဆိုတော့ချီရဲ့သဘောကြအမြဲတမ်းကိုညံတော့တယောက်နဲ့တယောက်ချိတ်ကရည်စရာလေးများပြောပြတော့ချစ်ပြောမြူအောင်လုံးမဲ့လူရှင်တော့ကြောင်တန်းနဲ့ဆောင်ရဲ့ချင်တော်လေးများပို့လေလို့ယူဆိုင်တတ်တဲ့ချီရဲ့ဝဲတော့လိုက်လို့မရတဲ့စာရီလာပြပေးဖို့မမီနဲ့တော့ချစ်သူအတွက်ဆိုကြိကလိုပဲတော့ဒီနေရာကိုတော့မောင်လို့ထောင်စကောမျက်စိနဲ့မေးပဝင်းချင်းကိုမကြောက်တော့မောင်ရဲ့ဖို့လေးစားပါတဲ့ချစ်ကလေးပေါ်မင်းတွေ့ကြူတော့ပို့တော့ကြောင်းတစ်ခုလုံးဒီကလေးမမှုပါနော်ထိုင်ကချင်တော့တဲ့ချိုင်းကြီးပြတော့အပြင်းလေးပြောင်းမဲ့ချစ်ရဲ့ဆိုတော့တံပြီးသွားတဲ့ချိန်အိမ်ပြန်ဖို့ဆောင်နေတော့ချစ်သူနှဘေးမှာကလေးလေးလိုပဲပြောဒီပရီလမ်းမှာတူတူတွေ့လို့ရှောက်ဆိုတော့ချီရဲ့သဘောကြအမြဲတမ်းကိုညံတော့တယောက်နဲ့တယောက်ချိတ်ခါရည်စရာလေးများပြောပြတော့ချစ်ပြောမြူအောင်လုံးမဲ့လူရှင်တော့တောင်းတနဲ့ဆောင်ရဲ့ချင်တော်လေးများပို့လေလို့ယူဆိုင်တတ်တဲ့ချီရဲ့အဝဲတော့လိုက်လို့မရတဲ့စာရီလာပြပေးဖို့မမီနဲ့တော့ချစ်သူအတွက်ဆိုကြိကလိုပဲတော့ဒီနေရာကိုတော့မောင်လို့ထောင်စကောမျက်စိနဲ့မေးပဝင်းချင်းကိုမကြောက်တော့မောင်ရဲ့ဖို့လေးစားပါတဲ့ချစ်ကလေးပေါ်မင်းတွေ့ကြူတော့ပို့တော့ကြောင်းတစ်ခုလုံးဒီကလေးမမှုပါနော်ထိုင်ကချင်တော့တဲ့ချိုင်းကြီးပြတော့အပြင်းလေးကြောင်းမဲ့ချစ်ရဲ့ဆိုတော့တံပြီးသွားတဲ့ချိန်အိမ်ပြန်ဖို့ဆောင်နေတော့ချစ်သူဘေးမှာကလေးလေးလိုပဲပြောကျေးဇူးတင်ပါတယ်ရှင် Thank you ပါ